သောတာရှင်ကြပြချစ်သူများမင်္ဂလာပါခင်ဗျာကြပြဆိုတာဘဝရဲ့ထင်ဟချက်တစ်ခုသာဖြစ်တယ်လို့ဆိုကြပါတယ်တနည်းအားဖြင့်လူတွေရဲ့အတွေးအမြင်ချစ်မှုမုန်းတီးမှုအစရှိတဲ့လူတွေရဲ့အခြေအနေအရရက်ကိုထင်ဟတာဟာကြပြပါပဲဒါဆိုရင်လူတွေရဲ့ဘဝအခြေအနေတွေကိုသိချင်ရင်ကြပြတွေကိုဖတ်ကြရမှာပေါ့ဒီနေရာမှာကြပြရဲ့ထူးခြားချက်ကလေးတစ်ခုရှိပါတယ်လူတွေအကြောင်းသိချင်ရင်ဝတ္ထုဖတ်လူတွေရဲ့ရင်ခုန်သံကိုကြားချင်ရင်တော့ကြပြတွေကိုဖတ်ပါဆိုတဲ့စကားပါဒီလိုဆိုပြန်တော့ကြပြဆိုတာလူတွေအကြောင်းလူတွေရဲ့ဘဝအဖြစ်အပျက်တွေကိုထင်ဟတ်တာဖြစ်တယ်ဆိုတဲ့ဒီနေရာမှာကြပြဆိုတာလူတွေရဲ့စိတ်ထဲနှလုံးသားထဲဖြစ်ရှိနေတဲ့အခြေအနေကိုသာမကလူတွေရဲ့ခံစားချက်ကိုပါထင်ဟပြတာကြပြဖြစ်တယ်လို့ပြည့်စုံအောင်တဆင့်တက်ပြီးပြောကြသတ်မှတ်ရပါလိမ့်မယ်မှန်ပါတယ်နှလုံးသားမပါကြပြမဖြစ်ခံစားမှုအထွတ်ထိပ်ရောက်လေလေကြပြတွေကလည်းကောင်းလေလေပါပဲလူတွေအကြောင်းတင်မကလူတွေရဲ့ရင်တွင်းခံစားမှုအခြေအနေအထိသိနိုင်တာဟာကြပြပါပဲဆိုပါတော့ကျွန်တော်တို့နိုင်ငံလူများစုကြီးရဲ့အခြေအနေစိတ်နေစိတ်ထားရင်တွင်းခံစားချက်ဒါကိုသိကျင်တယ်ဆိုပါတော့လူများစုကြီးရဲ့ဘဝအခြေအနေတွင်သာမကအဲ့ဒီဘဝတွေကိုထင်ဟပ်တဲ့ခံစားချက်အနေထားသိကျင်ထိတွေ့ခြင်းနဲ့ဆိုပါတော့ဒါဆိုရင်ကျွန်တော်တို့ကြပြတွေကိုရှာဖတ်ကြပါတော့မယ်ဒီကနေ့ကျွန်တော်တင်ဆက်မဲ့ကြပြဟာကျွန်တော်တို့ပြည်သူလူများစုကြီးရဲ့ဘဝနဲ့ရင်ခုန်သံကိုပြီးပြင်းပြင်းထင်ဟပ်နိုင်တယ်ထင်လို့ကျွန်တော်လဲရှာဖွေထားလိုက်တာပါကဲဒါဆိုရင်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ကြပြကိုနားဆင်ကြည့်ကြရအောင်ပါကြပြရဲ့အမည်ကသပင်ရှည်ရှည်စွန့်စားကမ်းများတဲ့ရေးဖွဲ့တဲ့ကြပြဆရာကမိုးစော်ဖြစ်ပါတယ်နားဆင်ကြည့်ပါသပင်ရှည်ရှည်စွန့်စားကမ်းများအကြီးကောင်အတွက်နှုတ်မှုန့်ဝယ်ဖို့မိမသပင်ဖြတ်ရောင်းခဲ့တယ်2006အငယ်ကောင်အတွက်အားစေးဝယ်ဖို့ကျွန်တော်သပင်ဖြတ်ရောင်းခဲ့တာ2010လူတွေပေါ်အမျက်မထောက်တတ်ခဲ့လို့ကိုယ်သပင်ကိုဖြတ်ရောင်းခဲ့ရတယ်အိန္ဒိယကကြောက်ကထုံရောင်းစားကြတဲ့လူသားတွေအကြောင်းဖတ်ရတော့ကျွန်တော်ကြောက်ကကိုကျွန်တော်ပြန်စမ်းခဲ့မိတယ်ဟောဒီနဲ့ဆိုင်ပြီးရှည်လျားလွန်းတဲ့ကြောက်ဟာကျွန်တော်ခုံချခဲ့တဲ့ကျွန်တော်အိမ်ယာဖြစ်တယ်သောတာရှင်ကြပြချစ်သူများခင်ဗျာမိုးစော်ရဲ့သပင်ရှည်ရှည်စွန့်စားကမ်းများကြပြကိုနားဆင်ပြီးကြတဲ့အခါကြပြတွေကကြပြဆရာရဲ့ခံစားချက်ရင်ခုန်သံကိုကြားလိုက်ကြပါရဲ့လားပထမ2006ခုနှစ်မှာနို့စိုးအရွယ်သားအကြီးကောင်အတွက်နို့မှုန့်ဝယ်တိုက်เสียပတ်စံမရှိလို့သူ့ဇနီးဖြစ်သူရဲ့သပင်ကိုဖြတ်ရောင်းခဲ့ရတယ်ဒုတိယ2010ခုရောက်တော့သားအငယ်ကောင်မကြမ်းမာလို့ဆေးဖို့အတွက်ဖခင်ဖြစ်သူသူ့သပင်ကိုဖြတ်ရောင်းရပြန်တယ်လို့ရေးပါတယ်ဒီလိုနဲ့သူတို့မိသားစုလေးအခက်အခဲမျိုးစုံအဆုံးမတတ်နိုင်ရတဲ့ဆင်းရဲဒုက္ခတွေကိုရေးပါတယ်ကြပြဆရာမိုးစော်ဒီကြပြကိုရေးခဲ့တာဟာ2011ခုနှစ်မှာရေးခဲ့တာပါကဲဒါဆိုရင်အခု2023ကြပြဆရာမိုးစော်ရဲ့မိသားစုအခြေအနေဘယ်လိုများရှိနေမှာပါလဲသောတာရှင်များခင်ဗျာမိုးစော်ရဲ့ကြပြဟာပုဂ္ဂလဒိဋ္ဌံကြပြဖြစ်ပေမဲ့ဒီကနေ့ကျွန်တော်တို့တိုင်းပြည်လူများစုကြီးရဲ့ရင်ခုန်သံကိုစားပြုတဲ့ဓမ္မဒိဋ္ဌံကြပြဖြစ်ခဲ့ပါပြီသောတာရှင်များကျွန်တော်တို့တိုင်းပြည်သူအများစုကြီးရဲ့ဘဝတွေကိုစာနာနားလည်နိုင်ကြပါစေကျွန်တော်ငြင်းဝေပါ